စွန့်စားခြင်းကမှန်ကန်တဲ့တတိရှိဖို့လိုတယ်စွန့်စားဖို့အတွက်တတိရှိတဲ့လူကအောင်မြင်တာပဲဒီနေရာမှာတတိဆိုတာကလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ရဲတာဆုံးဖြတ်ချက်ကိုမတွေ့ဝေပဲချမှတ်ပြီးဆုံးဖြတ်ချက်အတိုင်းလှုပ်ဆောင်တတ်တာအမှားကိုဝန်ခံရဲပြီးပြန်လည်ပြင်ဆင်ဖို့ကြိုးစားတာကိုဆိုလိုတာပါဒါကမှန်ကန်တဲ့တတိရှိတယ်လို့လည်းဆိုနိုင်ပါတယ်ဘဝဆိုတာအနာဂတ်ကိုကြိုမသိနိုင်တဲ့ခရီးတစ်ခုလိုပါပဲတခါတရံစွန့်စားမှုတွေအခက်ခဲတွေမျှော်မှန်းမရတဲ့အခြေအနေတွေကြားမှာလမ်းကြောင်းတွေကိုစမ်းသပ်ဖို့လိုတတ်ပါတယ်တတိရှိသူကကိုယ့်ကိုယ်ယုံကြည်ပြီးကြောက်ရွံ့ခြင်းမရှိဘဲအန္တရာယ်နဲ့အခက်ခဲကိုရင်ဆိုင်နိုင်သူပါစွန့်စားမှုဆိုတာအမှန်တကယ်အောင်မြင်ခြင်းရင်စူးစမ်းမှုတတိနဲ့အရာတိုင်းကိုစူးစမ်းရပါမယ်မဖြစ်နိုင်တာကိုညှင်းပယ်ရဲရမယ်နောက်ပြန်လှည့်ကြည့်နေတာမျိုးမဖြစ်ရဘူးလူအများကအခက်ခဲတစ်ခုခုရှိလာရင်ရှောင်ရှားတတ်ကြပါတယ်လက်လျှော့လိုက်ကြတာများပါတယ်ကြောက်ရွံ့လို့မစမ်းသပ်ကြတာလည်းရှိပါတယ်တတိရှိပြီးစူးစမ်းသူကတော့အခက်ခဲတွေတွေ့ကြုံရင်ဆိုင်နေရသည့်တိုင်အနာဂတ်အောင်မြင်မှုကိုဖန်တီးနိုင်ပါတယ်အောင်မြင်မှုဆိုတာစွန့်စားဖို့တတိရှိမှရနိုင်တဲ့အရာတစ်ခုပါကြောအယွင့်ခြင်းမရှိဘဲအကောင်းဆုံးရလဒ်ရဖို့ကြိုးစားနိုင်စွမ်းကပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကိုရောက်ရှိစေပါလိမ့်မယ်